အားလုံးပဲမင်္ဂလာပါ Burmese Channel ရနေကြိုဆိုလိုက်ပါတယ်ကမ္ဘာပေါ်မှာအချိန်ကြာဆုံးထုတ်လွှင့်နေပြီးပရိသတ်အများဆုံးရှိတဲ့ကာတွန်းဇာတ်လမ်းကိုပြဖို့ဆိုရင် The Simpsons ကိုပြရမှာပါဒါပေမဲ့ဒီကာတွန်းရဲ့နောက်ကွယ်မှာလူအများမသိသေးတဲ့ထူးဆန်းတဲ့အချက်တွေရှိနေပါတယ်ဒီနေ့မှာတော့ The Simpsons နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာ fact 5 ခုကိုပြောပြပေးသွားမှာပါနံပါတ်1အချက်ကတော့အနာဂတ်ကိုဟောကိန်းထုတ်တာပါပဲဒီဇာတ်လမ်းဟာDonald Trump သမ္မတဖြစ်လာမယ်ဆိုတာကိုလွန်ခဲ့တဲ့16နှစ်ကလေးကကြိုတင်ပြခဲ့တယ်လို့ Smartwatch တွေပေါ်လာမိအကြောင်းကိုလည်း1995ခုနှစ်ကလေးကတည့်အတွင်းဆဲခဲ့တာပါ။ဒါကြောင့်အချို့က The Simpsons fan တူတွေကိုအနာဂတ်ကလာတဲ့သူတွေလို့တောင်နောက်ပြောင်ပြောဆိုကြပါတယ်။နံပါတ်2ကတော့ဇက်ကောင်တွေရဲ့အယောင်ပါ။ဘာလို့အသားရောင်မသုံးပဲအဝါရောင်ကိုသုံးခဲ့တာလဲ။အဖြေကတော့ရိုးရှင်းပါတယ်။လူတွေ TV channel တွေရှောက်ပြောင်းကြည့်တဲ့အခါဒီဝါရောင်တောက်တွေကိုမြင်တာနဲ့ The Simpsons လာနေပြီဆိုတာချက်ချင်းသတိထားမိအောင်ဖန်နီးသူကတမင်ရွေခဲ့တာဖြစ်ပါတယ်။နံပါတ်3အချက်ကတော့စံချိန်တွေတက်မှာ1989ခုနှစ်ကလေးကစတင်ခဲ့တာမလို့အခုဆိုရင်နှစ်ပေါင်း35နှစ်ကျော်ရှိနေပါပြီ။အပိုင်းပေါင်း900ကျော်ထုတ်လွှင့်ပြီးစီးသွားတဲ့အပြင်ဒီဇယ်လန်ဟာအမေရိကန်ရုပ်သံသမိုင်းမှာအချိန်ကြာဆုံးထုတ်လွှင့်နေတဲ့စံချိန်ကိုလည်းရယူထားပါတယ်။နံပါတ်4အချက်ကအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ The Simpsons နဲ့ကဇက်ကောင်အားလုံးမှာလက်ချောင်း4ချောင်းစီရှိပါတယ်။ဒါပေမဲ့ဇလန်တစ်ခုထဲမှာတူဦးဒီတော့လက်ချောင်း5ချောင်းပါလာတဲ့သူကတော့God ခေါ်ဖျားသခင်ပဲဖြစ်ပါတယ်။ဒါဖျားသခင်ရဲ့ထူးခြားမှုကိုပြကျင်တဲ့ပြရုပ်တစ်ခုပါပဲ။နောက်ဆုံးနံပါတ်5ကတော့ဟိုမှာပြောလို့ရှိရဲ့ဆိုတဲ့စကားဒီစကားလုံးကကမ္ဘာတဝန်းဘလောက်နာမည်ကြီးသွားလဲဆိုရင်2000ခုနှစ်မှာ Oxford English Dictionary မှာတရားဝင်အင်္ဂလိပ်စာလုံးဖြင့်ထည့်သွင်းခြင်းခံခဲ့ရပါတယ်။ Alright guys ဒီနေ့ကတော့ဒါလောက်ပါပဲ။နောက်လည်းmovie နဲ့ movie character တွေရဲ့စိတ်ဝင်စားတဲ့အကြောင်းတွေကိုပြောပြပေးသွားမယ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါဦးဗျ။